ကဲအားလုံးပဲမင်္ဂလာပါဗျ Emirates မှာကစားခဲ့တဲ့ Arsenal နဲ့ပွဲစဉ်မှာ Man City တို့ဟာပုံမှန်ကစားနေကြပုံစံမဟုတ်တဲ့ခံစစ်အသားပေးကစားကွက်ကိုစမ်းသပ်အသုံးပြုသွားခဲ့ပါတယ်ဒီခံစစ်အသားပေးကစားကွက်ကြောင့် City တို့ဟာတပွဲလုံးမှာဘောလုံးပိုင်ဆိုင်မှု33%သာရှိခဲ့ပါတယ် Guardiola လိုဘောလုံးကင်ကစားမှစိတ်ကျဉ်တဲ့နီးပြတယောက်အခုလိုခံစစ်ပိတ်ဆို့သွားတာမမျှော်လင့်ထားတဲ့အခြေအနေပါ City တို့ဟာ Arsenal ဂိုးပေါက်ကို9ချိန်ပဲကန်သွင်းခွင့်ရခဲ့ပြီး City ကိုသမား Donnarumma က Foden ထက်ပိုပြီးဘောလုံးထိချက်များခဲ့ပါတယ်။ Guardiola ကတော့ဒီနှစ်ချန်ပီယံဆုအတွက်ဘာလို့ရလုပ်တော့မဲ့ပုံပါပဲ။ဒါကဒီဘက်နှစ်တွေမှာ Guardiola ရဲ့ Tiki Taka ကစားကွက်လွှမ်းမိုးမှုကျဆင်းလာပြီလို့လည်းပြောရမယ့်အခြေအနေပါ။2010နှစ်များက Guardiola ကွိုင်တယ်နေတဲ့ Barcelona နဲ့ Real Betis တွေ့ဆုံတဲ့ပွဲမှာ Xavi ဟာပွဲအတွင်းမှာသူတယောက်တည်းတင်ပေးပို့မှု185ချိန်လုပ်ဆောင်ခဲ့ပါတယ်။ဘန်ကိုကင်တွယ်စဉ်ကလည်း Lewandowski က100စီအတွင်း62ကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။တစ်ခါကနာမည်ကြီးခဲ့တဲ့ Pep ဘောဟာအခုတော့အရင်ကတော့လှမ်းမိုးမှုမရှိတော့သလိုအခုတော့လှပတဲ့ကစားဟန်ကြီးမြတ်တဲ့ကစားကွက်ဂွာကြီးရဲ့ကစားဟန်ကိုအစင်တန်းတစ်ခုအနေနဲ့အတိမတ်ပြုရခြင်းတွေဟာပျောက်ဆုံးလို့သွားခဲ့ပါပြီ။ Arsenal ကို Emirates မှာ 5-4-1 နဲ့ကစားခဲ့ရတယ်ဆိုတာကဂွာကြီးရဲ့ကံကြမ္မာအပြောင်းလဲဖြစ်သွားပြီဆိုတဲ့အနေအထားပါ။ Arsenal လိုအသင်းကိုအရင်လိုဘောလုံးကင်ပြီးစိုးမိုးထားဖို့မလွယ်တော့ဘူးဆိုတာကိုပြလိုက်တာပါပဲဒီပွဲဟာ Man City ကို Guardiola ကင်တွယ်ခဲ့တဲ့10နှစ်အတွင်းဘောလုံးပိုင်ဆိုင်မှုတွေမဟုတ်ဘဲနဲ့ပြိုင်ဘက်ကိုမထင်မှတ်တဲ့ထိုးဖောက်မှုတွေပြင်းပြပေးမှုတွေအားလုံးအပြတ်သက်ရှုံးခဲ့တဲ့ပွဲပါ။ဂွာကြီးဟာမနေ့က Emirates မှာရခဲ့တဲ့9ဂိုးတကိုးဆိုတဲ့တင်ချက်ကြောင့် Arsenal ကို possession plays နဲ့သူတင်ကိုယ်တင်မကစားရတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Premier League ရဲ့ကစားဟန်ဒီစနစ်ဟာအခုနောက်ပိုင်းမှာအတော်လေးပြောင်းလဲသွားပြီလို့ပြောရပါမယ်။အရင်လိုဖျော်ဖြေရေးကစားဟန်နဲ့လှပစွာကစားတဲ့ Arsenal တို့လည်း direct attack တွေကိုပို့ပြီးအသုံးပြုလာပါတယ်။2021ဘောလုံးရာသီ Premier League တပွဲရဲ့ပြန်မြပတ်စဉ်အချိန်ရွယ်တက်က900ကျော်ရှိခဲ့ပါတယ်။ Arsenal လိုအသင်းကစားတဲ့တချို့ပွဲတွေကအင်မတန်မှကိုပြင်းစရာကောင်းပါတယ်။အခုနောက်ပိုင်းအသင်းကြီးတွေကအစပတ်စင်ကစားမဲ့အစားအဝေးလက်ပစ်ဘောတွေတဲကန်ဘောတွေတပြန်တက်စိတ်နဲ့ direct ဖြတ်တင်ဘောတွေကိုအသုံးပြုလာကြပါတယ်။ Man City တို့အသင်းတော်မှာ Donnarumma မှသည် Haaland စီတို့ဆိုတဲ့အကွက်တွေသုံးလာပါတယ်။ Arsenal တို့ Newcastle တို့ကနောက်ပိုင်း direct attack နဲ့ side piece တွေကိုအသားပေးအသုံးပြုပြိုင်ဘက်ကိုချိန်ချောက်လာပါတယ်။ Guardiola လို Tiki Taka ဆရာကြီးတောင်မှတစ်ခါမှမစော်ဘူးတဲ့ခံစစ်ကစားဟန်နဲ့ counter attack ကိုသုံးနေရပြီဆိုတော့ Premier League ဟာမော်နီယိုရောက်ခါစားနှစ်တွေလိုကြီးကျင်စရာမကောင်းတဲ့ပြင်းစရာပွဲတွေနဲ့ဖလားတွေယူကြအောင်မလားမသိပါဘူး။ဒီဘက်ခေတ်တိုက်စစ်ကစားပုံကျဆင်းလာတဲ့ Premier League အသင်းတွေရဲ့ခံစစ်အသားပေးကစားဟန်နဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အမြင်လေးကိုလည်းဆွေးနွေးပြပါဦး။